အဲ့ဒီအချိန်မှာဝန်ပလွေသုံးကောင်လမ်းလျှောက်ပြီးပြန်လာကြတယ်အိမ်ဝင်ပြီးစုပွဲတွေကိုကြည့်ကြတယ်အဖေဝန်ပလွေဘသူကကျွန်တော်စုပွဲကိုစမ်းကြည့်ခဲ့တာလဲအမေဝန်ပလွေဘသူကကျမစုပွဲကိုထိခဲ့တာလဲတောက်ဝန်ပလွေကျွန်ုပ်ရဲ့စုပွဲကတကယ်ပဲအကုန်စားပြီးပြီနော်သူတို့ဧည့်ခန်းထဲသွားကြတယ်အဖေဝန်ပလွေဘသူကကျွန်တော်ခုံကိုထိုင်ခဲ့လဲအမေဝန်ပလွေဘသူကကျွန်မခုံကိုထိုင်ခဲ့လဲတောက်ဝန်ပလွေကျွန်ုပ်ရဲ့ခုံကပြက်ပြီးနေပြီနော်နောက်ဆုံးအပေါ်ထပ်တက်ကြတယ်အဖေဝန်ပလွေဘသူကကျွန်တော်အိယာကိုထိခဲ့လဲအမေဝန်ပလွေဘသူကကျမအိယာကိုထိခဲ့လဲတောက်ဝန်ပလွေကဲကောင်မလေးတယောက်ကျွန်ုပ်ရဲ့အိယာမှာအိတ်နေတယ်နော်ဂီယိုဒီလော်တက်ကအိမ်မက်ထဲကနေအကြောက်ကြီးပြီးနိုးသွားတယ်ဝန်ပလွေသုံးကောင်ကိုမြင်တာနဲ့တောင်ထွက်ပြေးပြီးတောထဲကိုပြေးလွှားသွားတယ်ပြီးတော့ဂူဒီလော်ကက်ကမိမိအပြုတ်မှုကိုပြန်ထောက်တင်ခဲ့တယ်နောက်ပိုင်းမှာသူမကတခြားလူပိုင်အိမ်များကိုခြေမချတော့ခဲ့ဘူး